မိမိကိုယ်ကိုမိမိရှာဖွေတွေးရှိခြင်းပလင်းလိုနှလုံးစပွဲဘေးမှာတုံးလုံးလဲနေတယ်လာလေးတငယ်ချင်းတို့ဟင်းလင်းစက်ကြဝဠာကြီးထဲမှာတွေ့တာစရာဘာမှမရှိဘသူသိမလဲမနဲ့ပြန်အမောင်ဆိုတာမရှိအလင်းဆိုတာမရှိအစားမရှိအဆုံးမရှိမသိတောင်ကုန်းကမူထုံးဖြူဖြူတုပ်လိုက်ပါငါရှိခိုးလိုက်ပြသည်နေအိုင်းသွင်းချိန်အိမ်ပြန်ရမယ်ခြေလန်းတောလန်းထောင်ကျောက်တစ်ခု၌လမိုက်သွားခြင်းရောက်ခဲ့တယ်စလေအညာပလွေဆရာရဲ့ဖျားယောင်းတယ်ကြောက်ကူနံရံဝထက်ငါချေရာဖြက်မရပါကြောက်ခင်မှအနုမြူလူသမိုင်းကြောင်အထက်ထက်ငါကက်လန့်ဖြက်ကူးခဲ့တယ်ငါသို့မဟုတ်နောက်တစ်ယောက်ငါဖျားနာရင်အိုမင်းလာခဲ့ပြီနေပူကျဲထဲမှာငါတယောက်တည်းရက်နေတယ်လောကအားလက်ဖွားပေါ်တင်ဖြစ်ညှစ်လိုက်ခြင်းတယ်ဝေယုံတော်မှအော်တန်မွဲ66ငါနာကိုဖောက်ပစ်လိုက်ခြင်းရဲ့ဘိုးကျိုးဈေးရှိကောင်မလေးရဲ့ဘရာဇီယာမှာငါ10တန်ပါသွားတယ်လမ်းဘေးစင်မောကလျှက်စစ်ဂီတာတဲ့ငါ10တန်ထဲ့လိုက်တယ်နဝေတိန်တောင်မျက်မှောင်ကုတ်ကျွန်ုပ်ကိုတင်မှတ်မိရင်မှတ်မိနိုင်စွမ်းမရှိပါကြေးမောင်းတစ်ချက်အခောက်မှာရွာရိုးတစ်ချောက်ခွေးဥတန်စူညံဖုံးလွှမ်းသွားတယ်ရင်နံစီမီးခွက်မိတ်တုပ်ဇောင်းပုံအထက်ထက်ကြားငါဝိညာဉ်ဖြတ်သွားခြင်းလာမင်းမိန်ဖြော့ပေးရတယ်မဆုစာအုပ်ထဲမှာကဘာကြီးခွဲစိတ်အိမ်မက်ထဲကတော်လန်ရေးသမားမြဝါထင်ရှုတင်သတိပြုမိခဲ့သလိုအရိုက်ခံရသောအခါတဲထန်စွာငိုကြွေးအကျွေးစိတ်ရမယ်သွေးတစ်စက်အတွက်သွေးတစ်စက်တက်ခောက်တန်ထွက်လာတယ်ကြာပါပြီဆွေးမြေအိမ်ကိုရေမျိုးစရာလှပတဲ့ဟာတဘေပဲသွေးကြည်ဥနုဖွေးခြေပြားလေးရဲ့အောက်မှာငါဒူးထောက်ခါစားလိုက်ရတယ်အိမ်များလမ်းများမြို့ရွာများတိုင်းပြည်များငါနှလုံးသားပောက်ကွဲတဲ့ထိမှန်ခံစားကြပြီလို့ခန္ဓာကိုယ်ကိုအပိုင်းချိုးရှစ်တူပေးအပ်လိုက်ပါရဲ့ဘဝကိုယူမလားအနာဂတ်ကိုယူမလားငန်းတော်ကြားမာလေးရှေ့တွင်ယုံကြည်ချက်ပင်ကြောက်ဒူးဆက်ငါအားလုံးကိုတတ်ခဲ့တယ်ရွှေနန်းတော်စီမရေမောတံများအန်ကြလာပါရမူရှေပိုင်းရာဆိုရင်အသင်မှတ်မိသေးပါစားလမ်းတစ်ခွစုံ၌ခေါင်းငိုက်ဆိုင်ငိမ်သက်မျက်ရည်ဆက်လက်နှင့်ငါလာလေးကြည့်လက်ငါမဟုတ်ဘူးညင်းခြင်းမီအစာဝကမှဌာနပြန်ခြင်းမီတဲ့တောတန်ကိုပေးတဲ့လေနေ့တန်ကြာငါမေ့လျော့နေခဲ့သည်မိမိဝိညာဉ်တံများမိုးနံရန်ကာယခွ6လှန့်ပြနေကြပြီစည်းဆက်ကြရာငါများစွာငွေဖွာဂျာဂရင်းရဲ့သမင်ဘသူမှအသက်ရှင်မှာဒီနယ်မြေကစီတာထားကြသည်နေဝင်ချင်းတိမ်အစင်အနုအရင်နှင့်ငါခစ်ကိုထူးစစ်မီစူးကြုံကြားမှရုံးထလာသောငါဒဏ်ရာများသာပြပေမည်တင်တက်တည်ဖြစ်ရအံ့အမြင်ဆန်းတဲ့လမ်းချင်း၌ကခလုတ်တိုက်တန်ကြားပေမယ်မိတ်ဆွေတို့မဟာဂေါ်ဂီရဲ့ဒဏ်ရာနှလုံးသားဟာရှုတ်ချတန်ကြားမှဖွားမြင်တယ်အော့ကူဖြူဖြူမှတောကားနှင့်ရင်မနေသောအိုအမေကျွန်တော်ရင်ထဲမှာကောင်းငင်ပြကဘာကြီးအမှုပညာပစ္စည်းတွေနဲ့ပြည့်စုံခဲ့ပါပြီ